နှခမ်းလေးများထမငါလွမ်းတက်ခဲ့ပြီလားဒုမင်းနဲ့နေခြင်းမီမင်းချေရခြင်းမီတကယ်ချင်းတို့ရေကျွန်တော်ဒီကာဘာဆောင်းဆိုပြီးတော့မှာပေါ့နော်ကျွန်တော်ဒီမှာဂျာမန် chance လေးတစ်ခုလောက်ထားတယ်အဲ့ထဲမှာကျွန်တော်ဘာတွေပါမလဲဆိုတော့ဒီ audio ထည့်ပေးလိုက်ရင်ပေါ့နော်ကျွန်တော်ဒီမှာ audio ပဲဖြစ်စေဗီဒီယိုလေးပဲဖြစ်စေပေါ့နော်ဒါကတော့ audio ပေါ့ audio ထည့်ပေးလို့ရှိရင်ကျွန်တော်ဒီမှာ live စာသားကိုလည်းသူကဒီ style တွေရောပေါ့နော်ရေးပေးတယ် producer AI မှာဖြစ်ဖြစ်ဒီ Suno AI မှာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီstyle တွေရောအကုန်ရေးပြီးတော့မှဒီ cover sound လေးကျွန်တော်တို့ပြန်လုပ်ဖို့အတွက်ကိုပေါ့နော်ကျွန်တော်ဒီ live စာသားလေးပဲသူကရေးပေးတယ်ပေါ့နော်အဲ့လိုပုံစံလေးကိုကျွန်တော်အခုလုပ်ထားတယ်ဒီမှာကျွန်တော်လုပ်ထားတာလေးပြမယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီမှာပေါ့နော်ဗီဒီယိုလေးကျွန်တော်ထည့်ပေးလိုက်တယ်ပေါ့နော်ဗီဒီယိုမှာကျွန်တော် file size ကိုနှိမ့်ဆုံးထိထားပြီးတော့မှ10 minute စာလေးပေါ့နော်ထည့်ပေးလိုက်တဲ့အခါမှာသူကဒီမှာ test ပေါ့နော်ဒါ style ပေါ့ style ရဲ့ music arrangement ရဲ့ရေးပေးတယ်ဒီကျွန်တော် audio လေးထည့်ပေးလိုက်ရတယ်ဗီဒီယိုထည့်ပေးလိုက်ရတယ်ပေါ့နော်ဒီ instruction ကျွန်တော်ရေးထားတာကကြတော့ဒီမှာသူတို့ကစာလေးကိုဒီမှာသူနှခမ်းလေးများထပ်မှာငါလွန်တွက်ခဲ့ပြီးတော့စာလေးကျွန်တော်တို့ copy ကူးရုံပဲအဲ့လိုလေးကျွန်တော်လုပ်ပေးထားတယ်အဲ့အောင်မှာကျွန်တော်ကဒီမှာ live ဒီမှာစာသားပေါ့နော်ကျွန်တော်နည်းနည်းအမှားလေးရှိနေတယ်အမှားရှိရဆိုတော့ကျွန်တော်ဘတ်တွေမကွဲဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဘတ်လေးတွေကျွန်တော်ခွဲခိုင်းလိုက်တယ်ပေါ့နော်ဒီမှာစာသားလေးမှားနေဆိုသူပြင်ခိုင်းတယ်ကျွန်တော်ဘာလို့ဆိုဒီဟိုလေး screenshot လေးနဲ့ပေါ့နော်ကျွန်တော်ပြန်ထည့်ခိုင်းတယ်စာသားလေးပြင်ခိုင်းတယ်ကျွန်တော်ရေးစရာမလိုဘူးဒီမှာသူပြင်ပေးလိုက်တယ်မှန်သွားပြီနော်မှန်သွားချိန်မှာကျွန်တော်ကဘတ်လေးတွေကျွန်တော်ခွဲခြင်းတယ်ဘာလို့ဆိုတော့ဟို chorus ဆို chorus ပါတီချအောင်ဘတ်ဆိုဘတ်တီအောင်လို့ဆိုပြီးတော့ကျွန်တော်ကဒီမှာသူရေးထားတဲ့ဟာလေးဘတ်ပါတဲ့ဟာလေးကျွန်တော်ထည့်ခိုင်းတဲ့ချိန်မှာသူအစဆုံးကိုရင်ပြင်ရေးပေးတယ်တွေ့လားဒီမှာအယုံလေးဖြစ်နေအရှုံးဆိုတာဟာလေးပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တို့ကအကုန်လုံးပေါင်းလိုက်ဒီမှာ test ဒါလေးတစ်ခုချင်းစီ copy အကုန်လုံးကျွန်တော်ကူးလိုက်ပြီးဘယ်ထဲမှာထည့်လဲဆို producer AI မှာကျွန်တော်ထည့်တာကျွန်တော်ဒီမှာ producer AI မှာကျွန်တော်ဒီမှာအကုန်လုံးထည့်တာတွေ့လားအဲ့မှာ promote ဆုံးက style ပြီးတော့မှ sound arrangement ထည့်လိုက်တယ်ပြီးတော့ဒီမှာကြည့်ဘတ်တွေကျွန်တော်အကုန်ထည့်လိုက်တယ်ထည့်ပြီးတော့မှအဲ့တချင်းလေးကိုကျွန်တော်ဖွင့်ပြမယ်ဒီမှာကြည့် okayရင်ထဲမင်းကြည့်လိုက်ချစ်ရဲ့မောပန်းလွမ်းနေပြီအချစ်ကြောင့်မသိတဲ့မင်းရဲ့အပြုံးရင်ကိုချွေတဲ့ပန်းများပွင့်နှလုံးသားလာတဲ့အချီတွေငါရင်ဆိုင်နိုင်ဖို့မလွယ်ရင်ဆိုင်နိုင်ဖို့မလွယ်ရင်ထဲသိစီထားတဲ့အကြောင်းတွေတကယ်မွန်းချက်နေပြီမဝင်ရတဲ့ငွေတန်လေးလုံးခိုးလာမျောလင်းနှလုံးသားနဲ့တငယ်ချင်းမဟုတ်တဲ့မင်းအသက်နှလုံးရင်ခုန်လာချိန်ဆောင်မယ်ရင်ခုန်လာချိန်ဆောင်မယ်ဒုမင်းနဲ့နေခြင်းမီမင်းချေရခြင်းမီရင်မချောင်းပြချက်ဘာမှမရှိချစ်ခဲ့မီသူပြောင်းလဲခြင်းရှင်သန်ခြင်းသီမှာမျောလင်းခွင်ဆောင်စားခဲ့သည်မျောလင်းခွင်ဆောင်စားခဲ့သည်သူနှခမ်းလေးများထမငါလွမ်းတက်ခဲ့ပြီလားသိမ်ဝင်နူးညံ့တဲ့စကားတွေရင်မလောင်ကျွမ်းပန်းများပွင့်ငါမင်းရဲ့နှွေးထွေးမှုမှာမဖြူစင်နိုင်တော့သူမဖြူစင်နိုင်တော့သူအချစ်မင်းမသိတဲ့ရှိုးဝဲချက်ငါခံစားရင်ယူပြီးပေါ်ငါမင်းနှလုံးသားအဆုံးဖြတ်လေးရင်ဆိုင်နိုင်ဖို့သိခက်လို့တငယ်ချင်းငါတွေ့လွမ်းတတ်ရင်အချိန်မီပြန်ခဲ့မယ်အချိန်မီပြန်ခဲ့မယ်don't mean that need you me မင်းချေရခြင်းမီရင်မချောင်းပြချက်ဘာမှမရှိချက်ခဲမီသူပြောင်းလဲခြင်းရှင်သန်ခြင်းသီမှာမျောလင်းခွင်ဆောင်စားခဲ့သည်မျောလင်းခွင်ဆောင်စားခဲ့သည်သူအပြုံးသူအမုန်းငါယုံတွေ့မလား